ကျွန်တော်ကတော့ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်7ကဦးစောတော်မြင့်ဖြစ်ပါတယ်။အခြေုံငင်းကြခြင်းအပြင်ကျွန်တော်ပုံမှန်တက်အနည်းငယ်ခက်သက်သက်လေးနဲ့တင်ပြသွားမယ်ခင်ဗျာ။ကျွန်တော်အနေနဲ့မြို့သားလွှတ်တော်ဥရိချမ်းကော်မတီရဲ့ online လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥရိချမ်းပေါ်လေ့လာခဲ့ပြီးတော့ပြင်ဆင်ချက်ချုပ်နဲ့ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဒီနေ့ဒီကလာဆိုလို့ရှိရင်ကျွန်တော်တို့ online AI နဲ့ digital နည်းပညာတိုးတက်လာမှုနဲ့အတူကမ္ဘာနဲ့အဝှမ်းကျွန်တော်တို့က online လိမ်လည်မှုပုံစံတွေကကြီးထွားလာတဲ့တွေ့ရှိရပါတယ်။မကြသေးခင်ကမှတရုတ်နိုင်ငံမှာဆိုလို့ရှိရင်ကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒါထိရောက်တာပြင်းထန်တဲ့ရေးယူမှုတွေတေတန်တိအများပြချမှတ်ခဲ့ပြီးတော့ American နိုင်ငံမှာဆိုလို့မကြခင်ရပဲ scan center တခုဝင်ရောက်စီးနင်းတာ US $8 billion ဒေါ်လာကိုဒါထိန်းချုပ်နိုင်ခဲ့တာတွေ့ရှိရမှာဖြစ်ပါတယ်။ကျွန်တော်နိုင်ငံမှာလည်းကြားဖြတ်ဆိုတဲ့ online လိမ်လည်မှုဖြစ်စဉ်ရဲ့ဆိုးကျိုး1027ရိုက်ခတ်မှုကြောင့်တသက်စာထာဝရကျွန်တော်တို့မေ့မရနိုင်တဲ့မေ့ပါနိုင်သင်ခန်းစာကြီးကိုကျွန်တော်တို့ခါးသီးစွာဖြင့်ကြုံတွေ့ခဲ့ရဖြစ်ပါတယ်။ Internet နဲ့ AI နဲ့ Internet digital နည်းပညာနဲ့လိမ်လည်မှုစနစ်တွေဆိုလို့ရှိရင်အင်အားကြီးနိုင်ငံတွေရဲ့နည်းပညာတည်တွင်ပြန့်နှံ့လာပြီးတော့၎င်းတို့တားဆီးကောက်တုံ့ပြန်နိုင်တယ်ကျွန်တော်တို့နိုင်ငံတွေနဲ့ထိရောက်တဲ့ဥပဒေတွေပြဋ္ဌာန်းဖို့အရေးကြီးလိုအပ်လာဒီချိန်ကာလမျိုးမှာကျွန်တော် online လိမ်မှုတိုက်ဖျက်ရေးဥပဒေပေါ်ထွန်းလာရေးအတွက်ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနဲ့ကျွန်တော်တို့အားလုံးနိုင်ငံသားတို့အကျိုးစီးပွားအတွက်တာဝန်ကိုယ်စီရှိကြတဲ့နေဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်တော့ကြဖြစ်ပါတယ်။မြို့သားလူတို့ဥပဒေရန်ကော်မတီ online တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းမှာဆိုလို့ရှိရင်အခန်း73ကပုံမှန်63ခုဒီပါရှိပြီးတော့အခန်း3ရည်ရွယ်ချက်မှာဆိုရင်အချက်3ချက်အခန်း7တားမြစ်ချက်မှာလည်းစာပဲပုံမှန်20ခုအခန်း7ပြည်တံမှာတော့စာပဲပုံမှန်6ခုအသီးသီးဖော်ပြတွေ့ရှိရပါတယ်ဥပဒေပြဋ္ဌာန်းရမှာနိုင်ငံတော်နိုင်ငံသားအကျိုးစီးပွားတို့ရည်ရွယ်ချက်များပြည့်မြောက်အောင်မြင်ရေးတွေကျွန်တော်တို့ဥပဒေမှာပြဋ္ဌာန်းပြီးစီစစ်ခြင်းနဲ့ဥပဒေပြဋ္ဌာန်းပြီးစီစစ်ခြင်းဆိုပိုင်းတွေပါဝင်တဲ့လျက်ရှိပါတယ်ဥပဒေပြဋ္ဌာန်းချက်တစ်ခုမှလည်းသက်ဆိုင်ရာအခန်းနဲ့ပုံမှန်တွေကလက်တွေ့ကြပြီးတော့ချိတ်ဆက်ပြီးနဲ့စီလျော်ထိရောက်မှုရှိရမယ်ဖြစ်တဲ့နေရာမှာပြည်တံများအခန်းအလွန်ရေးကြီးသူတို့တွေ့ရှိရပါတယ်ကျွန်တော်အနေနဲ့အခန်း7ပြည်တံများနဲ့ဆက်ဆက်ပြီးတော့အဓိကဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကျူးလွန်တဲ့ပြစ်မှုတွေချမှတ်တဲ့ပြည်တံပေါ်ရော့နေမယ်ဆိုလို့ရှိရင်၎င်းမျိုးကိုထပ်မံကျူးလွန်လေရှိကြတဲ့ဒီမှာလူသဘောတဘာဝဖြစ်ပြီးတော့ပြစ်မှုကျူးလွန်ခြင်းစစ်ဆိုတဲ့အကြောင်းရင်းတွေမလုံးတွေရဲ့ပမာဏနဲ့ပြည်တံနဲ့အတိုင်းအဆောက်ကိုနှိုင်းယှဉ်တွက်ချက်ပြီးမှပေးဆက်အတိုင်းမတိုင်းကိုလည်းစဉ်းစားတတ်ကြသည်မှာလူသဘောတဘာဝဖြစ်ပါတယ်ဒါအကြောင်းမို့ထိရောက်တဲ့ပြည်တံတွေချမှတ်ဖို့တဲ့လိုအပ်ပါတယ်ပြင်ဆင်ချက်များအနေနဲ့ကျွန်တော်ဆက်လက်ပြီးတော့တင်ပြပါမယ်ကျွန်တော်ဒါတော့တာဝန်ရှိတဲ့ညချုပ်ကြီးနဲ့ဒူဥဒိယကော်မတီကဥက္ကဋ္ဌအတွင်းမှုလို့ကျွန်တော်ဖြန့်ဝေပေးထားပြီးပြင်ဆင်ချက်ဖြန့်ဝေပေးထားဖြစ်ပါတယ်ပုံမှန်တာမြင့်ချက်ပုံမှန်49မှာဒီဥဒိယကော်ဖော်ပြချက်ပါကျွန်တော်အနေနဲ့ထပ်မံပြီးတော့ဖြစ်ဆွတ်ပြီးတော့ပြင်ဆင်ထားတာတော့ online လိမ်လည်မှု website link များပေးပို့ခြင်းနဲ့ထည့်သွင်းခြင်းတို့မပြုရဆိုတော့ကျွန်တော်အနေနဲ့ထပ်မံပြီးတော့ဖြစ်ဆွတ်ထားပါတယ်ဒီရဲ့ diet ကြိုးကြောင်းဖော်ပြချက်ကတော့ဗန်ရှင်းတစ်ခုကိုဆိုင်းငံ့လိုက်တာနဲ့အမှန်တကယ်တရားသဖြင့်ရှာကြပြီးတော့အောင်မြင်တဲ့လုပ်ငန်းချီတယောက်မှာဗန်စနစ်တစ်ခုကဒီနိုင်ပိုင်းဆိုင်းငံ့လိုက်သူ့တဲ့အများကြီးနဲ့ဆုံးရှုံးပါတယ်အဲ့ဒါဒီ website link တွေကိုဖုန်းထဲမှာထည့်သွင်းတာနဲ့တာဝန်ရှိတဲ့ဘက်စစ်ဆေးတဲ့အချိန်မှာတွေ့ရှိသားရင်အရေးယူခံမယ်လို့လည်းဖော်ပြထားတဲ့အတွက်ကြောင့်မို့လို့ဒါတွေကိုရည်ချက်ရှိနဲ့ကျွန်တော်တို့ကဒုက္ခရောက်အောင်လုပ်တဲ့လူပို့ပြီးတော့အရေးယူတင်တဲ့အနေထားမျိုးနဲ့တာမြင့်ချက်ပုံမှန်49ကိုကျွန်တော်ကပုံမှန်ပြစ်တဲ့ပုံမှန်50မှာထည့်သွင်းနေကြပြင်ဆင်တာဖြစ်ပါတယ်ပြည်ထံပုံမှန်51မှာဆိုလို့ရှိရင်ဖော်ပြထားချက်မှာကျွန်တော်တို့ကဒီတာမြင့်ချက်တွေကျူးလွန်မယ်ဆိုလို့ရှိရင်အနည်းဆုံးထောင်နဲ့တစ်နှစ်ကနေ3နှစ်ထိငွေဒဏ်နဲ့အနည်းဆုံးကျပ်သိန်းနေမှာအများဆုံးကျပ်သိန်းကနေကိုလည်းချမှတ်နေဖော်ပြထားပါတယ်ကျွန်တော်ပြင်ဆင်မှာကတော့ထောင်နဲ့တစ်နှစ်က3နှစ်ထိဆိုတာအာမခံရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ထောင်နဲ့ကိုအနည်းဆုံး3နှစ်ကနေအများဆုံး9နှစ်ထိပြင်ဆင်ချက်ပေးထားပြီးတော့ဒီဖော်ပြချက်မှာကျပ်သိန်း100ဆိုဒီနေ့ဒီခါမှာဆိုလို့ရှိရင်ရွှေတစ်ကျပ်သားတော့မှမရတော့ပါဘူးဒါကြောင့်မို့လို့ကျပ်သိန်း1000မှအများဆုံးကျပ်သိန်း9000ဒီကိုလည်းချမှတ်ပြင်ဆင်ချက်ပေးထားပါတယ်ပုံမှန်51ရာဆိုလို့ရှိရင်ပြစ်မှုကျူးလွန်မှုနဲ့စတင်တဲ့ဆင့်ဖြစ်ပြီးတော့ပုံမှန်52ကဆိုလို့ရှိရင်ဒါပြစ်မှုကိုထဲထဲဝင်ကျူးလွန်နေတဲ့ဆင့်ဖြစ်ပါတယ်ဒါတောင်မှပြည်တံနေရလဲပိုဝေးရကြီးဖြစ်ပါတယ်ဆိုတော့ပုံမှန်52မှာဖော်ပြချက်ကဆိုလို့ရှိရင်တာမြင့်ချက်တည်းဖော်ပြကျူးလွန်မယ်ဆိုလို့ရှိရင်ပြစ်မှုတင်ကြားစီရင်ခံတဲ့ထို့သူအနည်းဆုံးထောင်နဲ့3နှစ်မှအများဆုံး9နှစ်ထိဒဏ်ငွေဖြစ်ကျပ်သိန်း900မှကျပ်သိန်း1000လီတို့ချမှတ်ရမည်လို့ဖော်ပြထားပါတယ်ကျွန်တော်ရဲ့ပြင်ဆင်ချက်ကတော့တာမြင့်ချက်ပုံမှန်49ကိုထည့်သွင်းပြီးတော့အနည်းဆုံးထောင်နဲ့9နှစ်မှအများဆုံးထောင်နဲ့10နှစ်ထိချမှတ်ရမည်ဖြစ်အနည်းဆုံးကျပ်သိန်း9000မှအများဆုံးကျပ်သိန်းတော့ငွေတန်းနဲ့ချမှတ်ရမည်ဖြစ်ပါတယ်တို့ကျွန်တော်လည်းပြင်ဆင်ချက်ပေးထားပါတယ်ဥယျာဉ်ကော်မတီဖော်ပြချက်တဲ့ပုံမှန်53မှာဆိုလို့ရှိရင်ပြစ်မှုထင်ရှားစီရင်ခံရရင်ထို့သူကအနည်းဆုံးထောင်နဲ့10နှစ်ကနေအများဆုံးထောင်နဲ့တက်တိချမှတ်ရမယ်ငွေတန်းနဲ့ချမှတ်နိုင်သည်ဖော်ပြထားပါတယ်ကျွန်တော်ရဲ့ပြင်ဆင်ချက်ကတော့ဖြစ်စွတ်တဲ့
အနည်းဆုံးထောင်နဲ့10နှစ်မှအများဆုံးထောင်နဲ့ချမှတ်ရမည်ဖြင့်ထိုသူနှင့်ဆက်နွယ်ပတ်သက်၍ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းရွှေ့ပြောင်းနိုင်ပစ္စည်းများအလုံးကိုပြည်သူ့ဗဏ္ဍာမသိမ်းဆည်းရမည်သို့မဟုတ်ထိုသူပြမှုကျူးလွန်သည့်ကာလထောင်ရရှိသည့်ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများမရွှေ့ပြောင်းနိုင်ပစ္စည်းများနှင့်ငွေကြေးမျိုးမျိုးတို့၏ကာလတန်ဖိုးနှစ်ဆကိုငွေတန်းပြီးချမှတ်ဖြစ်စွတတ်ပါတယ်ကြိုးကြောင်းဖော်ပြချက်အနေနဲ့ကျွန်တော်တို့နိုင်ငံတကာမှာမိပြီဆိုလို့ရှိရင်ထိုသူကိုပြစ်ဒဏ်အနေနဲ့အရေးထောင်ဒဏ်နဲ့ချမှတ်တာတက်နောက်ကနေပိုင်ဆိုင်မှုတွေအကုန်သိမ်းဆည်းပါတယ်ဆက်ပြီးတော့နိုင်ငံတကာကမ္ဘာတော်ဖြန့်ကျက်နေတဲ့ငွေကြေးမျိုးမျိုးတွေအကုန်ထိန်းချုပ်ပါတယ်ဒါကြောင့်မို့လို့ဆက်နဲ့ပတ်သက်တဲ့လူဆိုတဲ့နေရာမှာဒီဂန်စတာတွေမာဖီးယားတွေကော့ဖာသားတွေကဘယ်တော့မှသူတို့နာမည်နဲ့ပစ္စည်းတွေပုံနဲ့ထားလို့မရှိကြပါဘူးဆက်နဲ့ပတ်သက်တဲ့လူတွေသူရဲ့မိသားစုတွေအသားသမီးတွေမြေကြီးမြေငယ်လက်စသည်ဖြင့်ဘလို့ပဲရှိနေတယ်ဆက်နဲ့ပတ်သက်တဲ့လူအကုန်လုံးကိုလက်ပိုင်ဆိုင်မှုတွေကျွန်တော်တို့ကသိမ်းဆည်းရမှာဖြစ်ပါတယ်ဒီလိုသိမ်းဆည်းမခံခြင်းတော့သို့မဟုတ်ကာလတဝက်နှစ်ဆပေးရမယ်ဆိုတော့ပတ်သက်ခဲ့တဲ့လူတွေကနေပြီးတောင်းယူပြန်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အားပေးအားမမပြုလို့ပဲတားဆီးကောက်ွယ်ဖို့အခြေအနေကိုတွန်းပို့စေခြင်းနဲ့စေတနာရဲ့နိုင်ငံဗန္ဒာတွေပဲတိုးပြည်သူ့ဗန္ဒာတိုးရမြင့်စေတနာရဲ့နဲ့လူပြင်ဆင်ရခြင်းဖြစ်ပါတယ်ပုံမှန်54ဖော်ပြချက်ကတော့မြည်သူမှုဆို40ခုမှာပုံမှန်40ခုတာမစ်ချက်ဖော်ပြကျူးလွန်ဆိုလို့ရှိရင်ထောင်နဲ့10နှစ်ကအများဆုံးထောင်နဲ့တက်တေတန်ချမှတ်ရမည်ငွေတန်းနဲ့ချမှတ်နိုင်သည့်အကယ်၍အဆိုပါပြစ်မှုကျူးလွန်ရာဒုတိယသေဆုံးခဲ့တဲ့တေတန်ချမှတ်ပြီးဖော်ပြထားပါတယ်ကျွန်တော်ပြင်ဆင်ချက်ကတော့ထောင်နဲ့တက်ဖြစ်စီအများဆုံးတေတန်ဒီဖြစ်စီချမှတ်ရမည်ပြင်ထိုသူနဲ့ဆက်နဲ့ပတ်သက်ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းမရှိပြောင်းနိုင်ပစ္စည်းများအလုံးကိုပြည်သူ့ဗန္ဒာမြေသိမ်းဆည်းရမည်သို့မဟုတ်ထိုသူပြစ်မှုကျူးလွန်ခဲ့သည့်ကာလတစ်လျှောက်လုံးရရှိခဲ့သည့်ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများမရှိပြောင်းနိုင်သည့်ပစ္စည်းများနဲ့ငွေကြေးအမျိုးမျိုးတွေကာလတန်ဖိုးနှစ်ဆငွေတန်ပြစ်ချမှတ်ရမည်လို့ဖြစ်ဆိုထားပါတယ်ဒီနေရာမှာမှတ်ချက်အနေနဲ့ကတော့ငွေကြေးအမျိုးမျိုးအတိတ်ပဲခွင့်ဆိုတဲ့နေရာမှာမြန်မာကျပ်ငွေနိုင်ငံတော်သုံးငွေအမျိုးမျိုး digital ငွေကြေးအမျိုးမျိုးဘဏ်ငွေရှင်းအမျိုးမျိုးတို့ကိုဆိုလီစသည်ဖြင့်အတိတ်ပဲပြီးဖွင့်ဆိုရမှာဖြစ်ပါတယ်တော့ကျွန်တော်ချင်းရနေဆွေးနွေးသွားကြတဲ့အထက်မှာလဲဒါဒီ online ဆိုတာနီးပညာရဲ့အင်မတန်တိုးတက်မှုကိုတားဆီးကောက်ကွယ်တဲ့ AI နီးပညာကိုမလွဲမသွေကျွန်တော်တို့ကကျင့်သုံးရမှာဖြစ်ပါတယ်ဒါနဲ့တင်ပြတော့လို့ရှိသလိုဥပဒေရေးထုံးတွေလိုအပ်ချက်တွေကိုလည်းကျွန်တော်ရှိရနေလွတ်တော်ကိုယ်တိုင်များအပြုသဘောနဲ့ဆွေးနွေးတင်ပြထောက်ပြသွားတယ်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ညီကုန်းချုပ်အနေနဲ့ကျွန်တော်ရဲ့ပြည့်စုံပြင်ဆင်ချက်တွေဟာများနေတယ်လို့တော့မထင်လိုက်ကြပါနဲ့ဘာလို့လဲဆိုတော့ဒီ AI နဲ့ digital နီးပညာလွှမ်းမိုးမှုကျေပြန့်လာမှုတွေကကဘာနဲ့အဝမ်းအဲ့ဒီရဲ့ရက်ခတ်မှုတွေကိုကျွန်တော်တို့ကမလွဲမသွေဆက်လက်ပြီးတော့ကျွန်တော်တို့ကရင်ဆိုင်ကြရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံအကျိုးစီးပွားအတွက်ကျွန်တော်တို့ဒီ online လိမ်လည်မှုတွေကြောင့်ကျွန်တော်တို့နိုင်ငံရဲ့ထိပါစော်ကားခံခဲ့ရတဲ့ကျွန်တော်တို့ချုပ်ချအာဏာကျွန်တော်တို့ပြက်ပြားခဲ့ရတဲ့ကျွန်တော်တို့ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့လုံခြုံရေးပေးဆက်ခဲ့ရတဲ့နိုင်ငံသားကောင်ကာကွယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေပြည်သူတွေရဲ့အသက်အိုးအိမ်စီးတင်ဘဝတွေနဲ့ဘဝတွေဒါဆိုလို့ရှိရင်ဘာနဲ့မှအစားထိုးလို့မရနှိုင်းရှင်လို့မရပါဘူးနှိုင်းမဲ့ဖြစ်ပါတယ်ဒါကြောင့်မို့လို့နဲတော်နဲနေသေးတယ်လိုတော်လိုနေအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ online လိမ်လည်မှုတိုက်ဖျက်ရေးဥပဒေချမ်းပေါ်ပြင်ဆင်ချက်မှာအပေါ်ထောက်ခံပေးကြဖို့လွှတ်တော်ကြီးရဥက္ကဋ္ဌကြီးဓမ္မတဆင့်လေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်